တင်စားနေတဲ့ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတဲ့မနက်စာကအသင်ကိုပိုပြီးပြင်ပန်းနေစေတာမျိုးဖြစ်စေနိုင်ပါတယ်။ဟုတ်ပါတယ်။ကျန်းမာတယ်လို့ထင်ရတဲ့ cereal တွေတော့မှပဲပါပါတယ်။ဘယ်သူမှမပြောတဲ့အမှန်တရားတစ်ခုကိုပြောပြပါမယ်။သင်ကမနက်ခင်းမှာတကြားဓာတ်တွေအများကြီးပါတဲ့ cereal တွေမုတ်အချိုတွေအချိုကဲနေတဲ့ coffee တွေကိုအများကြီးစားမယ်ဆိုရင်သွေးရင်းတကြားဓာတ်ကရုတ်တရက်တက်သွားပြီးတော့ခဏအကြာမှာချက်ချင်းထိုးကျသွားပါလိမ့်မယ်။အဲ့လိုထိုးကျသွားတဲ့ခံစားချက်မျိုးဖြစ်ဘူးပါသလား။ဒီလိုမျိုးမနက်10နာရီလောက်မှာဖြစ်တတ်တဲ့အုံနောက်မှုံပြီးစိတ်မကြည်တာမျိုးပေါ့ဖြည့်ရှင်းနည်းကတော့ရိုးရိုးလေးပါပဲမနက်တိုင်းမှာဒီအချက်3ချက်ပါဝင်တဲ့မနက်စာကိုစားဖို့လိုပါတယ် protein ဓာတ်ရယ် healthy fat လို့ခေါ်တဲ့ကျန်းမာတဲ့အဆီရယ် slow carbs လို့ခေါ်တဲ့ဖြည်းဖြည်းချင်းလောင်ကျွမ်းနိုင်တဲ့ carbohydrates တွေပေါ့ဥပမာပြောရမယ်ဆိုရင်ကြက်ဥဒိန်ကျင် oats နဲ့အဆိပ်အဆန်တွေပဲဖြစ်ပါတယ်လေ့လာမှုတွေအရဆိုရင် protein ဓာတ်များတဲ့မနက်စာကတခြားဓာတ်များတဲ့မနက်စာထပ်ပို့ပြီးတော့အာရုံဖူးဖတ်မှုပိုကောင်းစေပြီးတော့စွမ်းအင်ရုပ်တရက်ကြတာ brain fog ဖြစ်တာမျိုးကိုရှော့ချပေးနိုင်ပါတယ်ဒီလိုမျိုးကြည့်ကြည့်ပါတခြားကမီရှူမီဝက်လိုပါပဲတခဏလေးနဲ့ပေါက်ကွဲပြီးတော့ပျောက်ကွယ်သွားပါလိမ့်မယ် protein ကတော့ဖြည်းဖြည်းချင်းလောင်ကျွမ်းနဲ့ဖျောင်းနိုင်လို့ပါပဲတာရှည်ခံနိုင်ပါတယ်အသက်ကြများတဲ့ roller coaster လိုစွမ်းအင်မျိုးမဟုတ်ပဲနဲ့တနေ့တာလုံးတည်ငြိမ်တဲ့စွမ်းအင်ကိုလိုချင်တယ်ဆိုလို့ရှိရင်သင်ရဲ့မနက်စာပကံကိုစပြီးတော့ပြင်ဆင်ကြည့်လိုက်ပါတနေ့တာလုံးစွမ်းအင်ပြေဝဖို့အတွက်နည်းလမ်းတွေကိုသိရအောင်ဗီဒီယိုအရှိကို channel ထဲမှာဝင်ပြီးတော့ကြည့်လို့ရပါတယ်